တူအကုန်လုံးကငိုကြတယ်နော်အကုန်လုံးကငိုတာအဲ့ဒီမှာမိတွေတော်ဂေါတမီကခြေသားအာနန္ဒာဒီပွဲကြီးဟာငိုရတယ်ငိုရမယ်ပွဲမဟုတ်ဘူးလက်ခုပ်လက်ဝါတီးပြီးတော့ပျော်ရမယ်ပွဲတဲ့ဟောသူတော်ကောင်းတွေကြတော့ဘာလို့ရမယ်ပွဲလဲလက်ခုပ်လက်ဝါတီးပြီးတော့မှပျော်ရတဲ့ပွဲတဲ့ဘာအမြင်မှန်ရတဲ့ပုဂ္ဂိုလ်တွေကပြောတာလဲတမ္မာဒိဋ္ဌိအမြင်မှန်ရတဲ့ပုဂ္ဂိုလ်တနည်းအားဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့သွားရတဲ့ပုဂ္ဂိုလ်တွေရောက်တယ်ဒီစကားကိုပြောနိုင်တယ်တာမန်ပုထုဇဉ်ကတော့အဲ့ဒီလိုပြောနိုင်သေးလားပြောနိုင်ပါဘူးပြောနိုင်ဘူးသူများနာရတာသွားပြီးတော့မျက်နှာမပြတ်တာကိုမိကိုပေါင်ပေါ်ကြတဲ့မိကြဘာဖြစ်လာလဲပူပြီးပေါ်တောကပိဒေဝတွေမဖြစ်ဘူးလားဖြစ်သွားလားအဲ့တော့တောကပိဒေဝတွေမဖြစ်ချင်မှာဘူးဆိုလို့ရှိရင်တော့သမုဒယသစ္စာကိုဒီတိုင်းထားရမှာလားပယ်ရမှာလားပယ်ရမှာပါဗျာဘယ်နှမျိုးဖြစ်သွားမလဲနှမျိုးဘယ်နှမျိုးဖြစ်သွားလဲနံပါတ်1ကဘာသစ္စာဒုက္ခသစ္စာနံပါတ်2ကသမုဒယသစ္စာဖြစ်ပြမှုတွင်ဉာဏ်သက်ဝင်သိမြင်မဟုမဖြစ်ပြမှုတွင်ဉာဏ်သက်ဝင်သိမြင်မဟုမဒုက္ခသစ္စာကိုဒုက္ခသစ္စာမှသိပြီဆိုလို့ရှိရင်သမုဒယသစ္စာတွေကိုပယ်နိုင်ပြီဒုက္ခသစ္စာကိုဒုက္ခသစ္စာမှသိရင်ဒီဘဝကြီးကဆင်းရဲတာကိုဆင်းရဲမှသိရင်သမုဒယသစ္စာတွေမပွားတော့ဒီဘဝတော့ပြီးပြီဟေးမပြောလားပြောမလားအဲ့ဒီလိုနှလုံးသွင်းပြီးတော့ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုလို့ရှိရင်တော့တမ္မာဒိဋ္ဌိအမြင်မှန်ရသွားတာပေါ့နော်အဲ့ဒီလိုအမြင်မှန်ရသွားပြီဆိုလို့ရှိရင်ဒုက္ခသမုဒယသစ္စာမသိဘူးလားသိလားသိတယ်နောက်တစ်ခုလိုက်ဆိုပေါ့ယုံနာအားလုံးဖြစ်ပြတ်သောချုပ်ဆုံးနိဗ္ဗာန်မှာယုံနာအားလုံးဖြစ်ပြတ်သောချုပ်ဆုံးနိဗ္ဗာန်မှာသစ္စာဘယ်နှပါးလဲ၄ပါး၄အောင်မြောက်ယန္တာရှင်သူမြတ်သည်ယဟန်တော်လေးကိုရှင်ငါရှင်ယဟန်ငယ်တင်းသည်ရှေးပိုင်းမှာနံပါတ်1ဘယ်တရားကိုကျင့်ခဲ့ပြီးအာယတနာတရားကိုကျင့်ခဲ့ပြီးနံပါတ်2ကခန္ဓာတရားကိုကျင့်ခဲ့ပြီးနံပါတ်3ကဓာတ်ကြီး၄ပါးကိုအကြောင်းပြုပြီးတော့တရားဓမ္မတွေကျင့်ခဲ့ပြီးဒီနောက်ဆုံးမှာတော့ဗာတရားကိုကျင့်ရမယ်သစ္စာ၄ပါးတရားကိုကျင့်ရမယ်တဲ့အဲ့လိုဟောပင်ဟောကြားတော်လည်းပဲယဟန်တော်လေးသည်ဖြစ်ချင်းပြည့်ချင်းကိုမရောက်တဲ့အတွက်သူတရားမရနိုင်ဘူးတရားမရသေးဘူးတဲ့နော်ဒီလောက်ဟောနေတာတော့မရတဲ့အခါကျတော့မဟာဒီတိုင်းဒါဆိုလို့ရှိရင်ရှင်ဘုရားတို့၄ပါးကိုတပည့်တော်မေးလျှောက်ပြစေဦးဒီလိုတရားတွေကိုဘုသူထံကနာခဲ့တာတော့လို့ဆိုတော့မြတ်စွာဘုရားရဲ့ထံကနာခဲ့တာဘုသူထံကနာခဲ့လေမြတ်စွာဘုရားရဲ့ထံကနာခဲ့တာဆိုတော့ဒါဆိုလို့ရှိရင်တပည့်တော်မြတ်စွာဘုရားရဲ့ထံလိုပဲသွားတော်မယ်လဲဆိုတော့မြတ်စွာဘုရားထံသွားပြီးတော့ရှင်ဘုရားတပည့်တော်တို့ယဟန်ကြီး၄ပါးရဲ့ထံကတရားကိုနာခဲ့ပါတယ်ကောင်းစွာမရသေးပါဘူးဘုရားတပည့်တော်ကိုတရားဓမ္မဟောကြားတော်မူပါဘုရားဆိုတော့မြတ်စွာဘုရားကသူ့ကိုဥပမာလေးနဲ့ဟောတယ်ပေါ့ဗာလေးနဲ့ဟောလဲဥပမာလေးနဲ့ဟောတဲ့အခါကျတော့จิตตายหันเนี่ยအသင်ဒီဥပမာဆောင်လေးတာကိုသေချာနားလည်သဘောပေါက်အောင်သင်ဒီနှလုံးသွင်းမှာလို့ဆိုပြီးမြတ်စွာဘုရားကရှေ့တုန်းကယောဂသည်ကြီး၄ယောက်ရှိတယ်တဲ့ဒီပုဂ္ဂိုလ်တွေကိုပြန်ညွှန်တာပါပဲเนาะရှေ့တုန်းကယောဂသည်ကြီးဘယ်နှယောက်လဲ၄ယောက်ယောဂသည်ကြီး၄ယောက်ရှိတယ်ပေါ့အဲ့ဒီယောဂဆိုတာမြတ်စွာဘုရားကဘာကိုညွှန်ကြားတာတုံးဆိုလို့ရှိရင်ကိလေသာယောဂကိုပြောတာဘာယောဂလဲကိလေသာယောဂဆိုတာလောဘဒေါသမောဟဒီကိလေသာအဓိကပေါ့နော်သူ့ကိုအကြောင်းပြုပြီးတော့မှလောဘဒေါသမောဟမာမာနအိတ်တာမစ္စရိယာတွေကအစပွားပါတာပေါ့နော်အဲ့တော့အဲ့ဒီလိုကိလေသာတွေနဲ့ထူနေတဲ့ပုံကိုယ်တွေမြတ်စွာဘုရားကယောဂတယ်လို့ဒီမှာညွှန်ကြားတာနော်အဲ့တော့အဲ့ဒီယောဂတယ်ကြီး၄ယောက်ရှိတယ်ဆိုကြပါစို့အဲ့ဒီယောဂတယ်ကြီး၄ယောက်ကနေပြီးတော့ဒီတပ္ပမောကဆရာကြီးရဲ့ထံမှာသွားပြီးတော့အကူကြီးတောင်းတဲ့အခါမှာဟိုကဆေး၅မျိုးနဲ့ဆေး၅မျိုးနဲ့ရောဆက်ပြီးတော့ဆောက်ရမယ်ဆေးတစ်မျိုးကိုပေးလိုက်တဲ့အခါကျတော့အဲ့ဒီအနာကြီးယောဂတဲ့၄ယောက်ဟာအကုန်လုံးကယောဂတွေပျောက်သွားကြတယ်တဲ့ဆေး၅မျိုးဆေးဘယ်နှမျိုးတယ်လဲဆေး၅မျိုးဆက်ထားတဲ့ဆေးအမှုန့်ပေါ့နော်အဲ့လိုဆေးမုံနဲ့ပျော်ဆက်ပြီးတော့မှတောက်လိုက်တဲ့အခါကျတော့မှအနာကြီးတဲ့ဒီ၄ယောက်ဟာပျောက်သွားကြတယ်ဆိုပြီးတော့ပြောပြီးကမှအဲ့ဒီအနာကြီးပျောက်သွားတဲ့ထံကိုမှတခြားသောပုဂ္ဂိုလ်တယောက်ကသူလည်းအဲ့ဒီလိုအနာကြီးယောဂတွေပျောက်ချင်ပါတယ်ပျောက်ချင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတယောက်ကရောက်လာတယ်သူ့ကိုညွှန်တာနော်သူ့ကိုပြန်ပြီးတော့ဥမာပြုတာအဲ့တော့ယောဂပျောက်တဲ့အခါမှာပထမတယောက်ကိုမေးတယ်ဒီလိုယောဂတွေပျောက်သွားတယ်ဆိုတာဘယ်လိုဆေးတွေကိုတောက်လို့ပျောက်တာပါလုံးပြန်ညွှန်ပါအောင်လို့ဆိုတော့ဆေး၅မျိုးပါတော့အမှုန့်ပါတယ်လေဆေး၅မျိုးပါတော့အမှုန့်နဲ့ပ
ပေါက်သားရည်နဲ့ပေါက်သားရည်နဲ့ရောပြီးတော့3ခွက်တစ်ခွက်တင်တောက်ရမယ်ပေါက်သားရည်ပါတယ်လေပေါက်သားရည်ပါဗျာ3ခွက်တစ်ခွက်တင်ရောပြီးတော့တောက်ရမယ်တဲ့ဆေး5မျိုးပါတဲ့အမှုန့်နဲ့နော်ပေါက်သားရည်နဲ့ရောပြီးတော့တောက်ရမယ်လို့ပထမပေါက်ကညွှန်ပြတဲ့အခါမှာဟုတ်ပြီညွှန်တာတော့ဟုတ်ပြီပေါက်ပင်ဆိုတာဘလို့ဟာအရာလဲလို့မေးတယ်နော်ပေါက်ပင်ဆိုတာဘလို့ဟာလဲလို့မေးတဲ့အခါကျတော့ပထမပုဂ္ဂိုလ်ကပြောလိုက်တယ်ပေါက်ပင်ဆိုတာတဘိုးရဲတပေါင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါက်ပင်ဆိုတာမဲမဲကြီးတဲ့ပေါက်ပင်ဆိုတာဘာလဲအပင်ကမဲမဲကြီးပေါ့နော်အပင်ကမဲမဲကြီးလဲဆိုတော့သူ့ရှိကိုလာပြီးတော့အနာပြောက်လို့ပြောက်ညာလာတောင်းတဲ့အနာတဲ့ယောဂတဲ့ကသူဘာရှာလဲဆိုလို့ရှိရင်အပင်မဲတဲ့အပင်တွေကိုအကုန်လိုက်ခုတ်တယ်ဘာတွေလိုက်ခုတ်လဲအပင်မဲတဲ့အပင်မှန်သမျှကိုသူလိုက်ခုတ်တာကဲမှန်နေလားမှားနေလားသူကရှာတာမှားနေလို့ပေါ့နော်မဲတဲ့အပင်ဆိုလိုက်ရှာတဲ့ကမှာဟာသူ့ရဲ့ဆေးကမတွေ့ပြန်တဲ့အခါကျတော့ဒုတိယအနာပြောက်သွားတဲ့သူသွားပြန်ရောသွားပြီးတော့ဘလို့ယောဂအနာတွေကြောင့်ဒီလိုဆေးတွေကပြောက်တာလဲသူလည်းအရင်လိုပဲညှို့လိုက်တာပဲဆေး5မျိုးပါတဲ့အမှုန့်နဲ့ပေါက်သားရည်နဲ့ရောပြီးတော့တောက်ပါ3ခွက်တစ်ခွက်တင်ဘယ်နှခွက်လဲ3ခွက်တစ်ခွက်3ခွက်တစ်ခွက်တင်တောက်ပါဆိုတော့အဲ့လိုရှိရင်ပေါက်သားကဘယ်လိုလဲလို့မေးလိုက်ခါကြတော့ तू ကအဲ့ဒီအချိန်မှာအပွင့်ကပွင့်နေပြီတဲ့အပွင့်ကဘာဖြစ်နေပြီလဲအပွင့်ပွင့်နေပြီဆိုတော့ကွာတဲ့ရဲအပင်ကြီးပေါ့တဲ့အပင်ကဘာပင်ကြီးလဲပထမပြောလိုက်တာကဘယ်လိုလဲအပင်ကြီးကမဲအပင်ကြီးဒုတိယမြောက်ပြောလိုက်တာကရဲအပင်ကြီးလဲဆိုတော့အနာယောဂတဲ့သမားကရဲအပင်မှန်သမျှ तू လိုက်ခုတ်တယ်နော်တကယ်ယောဂနဲ့ဆေးနဲ့တွေ့ပြီလားမတွေ့သေးဘူး तू အပင်ရှာတာကမှန်နေတာလားမှားနေတာလားနှမျိုးပြသွားပြီနော် तू ရှာတယ်ကနံပါတ်1ကဘာကြီးသွားရှာတယ်မဲပင်သွားရှာတယ်ဒုတိယကရဲပင်သွားရှာမတွေ့ပြန်မဟုတ်ပြန်တဲ့ခါကျတော့တတိယမြောက်အနာယောဂတဲ့သွားပြန်ရောကဲပြောပါဦးဘလို့ယောဂတွေကဘလို့ဆေးတွေနဲ့ပြောက်တာလဲဆိုတော့ဆေး5မျိုးပါတဲ့ဆေးမုံနဲ့ပေါက်သားရည်နဲ့ရောပြီးတော့တောက်ရမယ်ဆိုတော့ဟုတ်ပြီပေါက်ပင်မမြင်ဘူးတော့ဘလို့လဲလို့မေးတဲ့အခါကျတော့ပေါက်ပင်ကဘာဖြစ်နေပြီလဲဆိုလို့ရှိရင်အဲ့ဒီချိန်မှာအသီးတွေသီးနေပြီတဲ့ဘာဖြစ်နေပြီလဲအသီးတွေသီးနေပြီဆိုတော့တွဲလဲအပင်ကြီးပေါ်တဲ့အသီးတွေနဲ့ပါတယ်တွဲလဲအပင်ကြီးပေါ်ဆိုတော့အသီးသီးပြီးတော့တွဲလဲရှိတဲ့အပင်နှများသူကလိုက်ခုတ်တာရှာတာမှန်နေတာလားမှားနေတာလားမှားနေတာနော်ဘယ်နှမျိုးပြတ်သွားပြီလဲ3မျိုးသူလည်းဒါလည်းပဲမရပြန်ဘူးတဲ့နော်မရတော့တကထပ်ပြီးတော့ရှာပြန်တယ်ကဲပြောပါဦးဆိုတော့4ယောက်မြောက်ပုဂ္ဂိုလ်သွားတဲ့ခါကျတော့ဆေး5မျိုးပါတဲ့အမှုန့်ကိုဘာနဲ့ရောရမလဲပေါက်သားနဲ့ရောရမယ်ရောပြီးတော့3ခွက်တစ်ခွက်တင်တောက်ပါလို့ဆိုတော့ကဲပေါက်ပင်ဆိုတာပြောပါအောင်လဲဆိုတော့အဲ့ချိန်ကျတော့ဂျာတိဝုဒ္ဓကကောင်းနေပြီးတော့ပေါက်ပင်ကြီးကစိမ့်နေပြီတဲ့အပင်အရွက်တွေကဘာဖြစ်နေပြီလဲစိမ့်နေတဲ့ခါကျတော့ပေါက်ပင်ကတော့တပင်နဲ့ပေါက်ပင်ကတော့ဂျာတိဝုဒ္ဓလိုက်ပြီးတော့အနေထားမပြောင်းလားပြောင်းနေလားပြောင်းနေတယ်သူကဒီနံပါတ်1ကဘာဖြစ်လဲမဲနေတယ်သူကအပွင့်တွေကရဲနေတယ်အသီးတွေကတွဲလောင်းဖြစ်နေတယ်ပေါ့4ခုမြောက်လဲကြလဲကြောင်းအပင်လေးကဆင်းနေတယ်အဲ့တော့ချစ်သားတဲ့သင်ဒီလည်းပဲအဲ့လိုဖြစ်နေတယ်အဓိကပေါက်ပင်ကိုရှာရမှာဒီပေါက်ပင်ရဲ့အဓိကကိုဘာကိုရှာချင်တာဆိုလို့ရှိရင်ပေါက်ပင်ရဲ့အရသာကိုသိစေချင်တာတဲ့ပေါက်ပင်ရဲ့အရသာပေါက်ပင်ရဲ့ဗါတယ်လေပေါက်ပင်ရဲ့အရသာတွေဘာလို့ရှိရင်ခါသက်တော်အရသာဗါတယ်လေခါသက်တော်အရသာအဲ့ဒီအရသာလေးကိုသိစေချင်တာဆိုမြတ်စွာဘုရားအဲ့ဒီမှာဥမာပြုပြီးတော့ဒီအနာကြီးနာယာယောဂဝေဒနာခံစားနေရတဲ့ပုံကိုယ်တွေတဲ့ဘာတွေလိုအပ်တယ်ဆိုလို့မြတ်စွာဘုရားအဲ့ဒီတုတ်တံမှာခုနဆေးရဘယ်နှမျိုးပါတယ်5မျိုးပါတယ်အမှုန့်ပါတယ်လေ5မျိုးပါတဲ့အမှုန့်ကဘာကိုညွှန်တာလို့ဆိုလို့ရှိရင်မဂ္ဂင်5ပါးကိုညွှန်တာနော်နည်းနည်းလေးတော့တရားနည်းနည်းနဲ့ဆိုင်တယ်နော်ဘာကိုညွှန်တာလဲမဂ္ဂင်5ပါးပါတယ်လေအဲ့ဒီမဂ္ဂင်5ပါးထဲမှာဒီမှာတမ္မာဒိဋ္ဌိမဂ္ဂင်ပါတယ်နော်တမ္မာဒိဋ္ဌိအမြင်ဉာဏ်ရတဲ့မဂ္ဂင်ပါတယ်အဲ့တော့မဂ္ဂင်5ပါးမပါဘူးလားပါလားမဂ္ဂင်5ပါးပါတော့ဆေးအမှုန့်နဲ့တဲ့3ခွက်တစ်ခွက်တင်ဘယ်လိုလဲ3ခွက်တစ်ခွက်တင်ဆိုတဲ့နေရာမှာခုနကတော့ရှေ့ပိုင်းမှာပြောခဲ့တဲ့ဒီဟန်တော်လေးကဒီမှာဘာကိုရှုလဲအာယတနာပြီးရင်ခန္ဓာဓာတ်သစ္စာပြန်ပြောပါဦးအာယတနာခန္ဓာဓာတ်သစ္စာပြန်ပြောပါဦးအာယတနာခန္ဓာဓာတ်သစ္စာအဲ့ဒီအရာတွေကိုရှုတဲ့နေရာမှာ तू ကဖြစ်ပျက်ကိုမြင်အောင်မရှုနိုင်လို့တဲ့ဘာလို့မြင်အောင်မရှုနိုင်လို့လဲ
ဖြစ်ပြက်ကိုမြင်အောင်ရှုနိုင်ပြီဆိုလို့ရှိရင်ခုန3ခွက်တစ်ခွက်တင်ဆိုတာ3ခွက်တစ်ခွက်တင်ဆိုတာတဲ့ဖြစ်ပြက်မြင်ဒီလိုပြောတာနော်ဖြစ်ပြက်မြင်ဖြစ်ပြက်မောဖြစ်ပြက်စောအဲ့လိုပြောတာနော်ဖြစ်ပြက်မြင်ဖြစ်ပြက်မောဖြစ်ပြက်စော3ခွက်တစ်ခွက်တင်ဆိုအဲ့လိုပြောတာပြန်ပြောပါဦးဖြစ်ပြက်မြင်ဖြစ်ပြက်မောဖြစ်ပြက်စောဟုတ်ပဲဆုံးသွားပြီဆိုလို့ရှိရင်သောတာပန်တက္ကတာကအနာဂတ်ယဟနာဖြစ်ပြီပေါ့နော်အဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဒီဘာညာရပါပြီလေတမ္မာဒိဋ္ဌိအမြင်ညာရသွားပြီဘာညာရသွားပြီလေတမ္မာဒိဋ္ဌိအမြင်ညာရသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိလေသာအနာယောဂါတွေမပြောက်ဘူးလားပြောက်သွားလားယဟန်တော်ဒီလည်းပဲဒီတရားဓမ္မကိုနာကြားပြီးတဲ့နောက်မှာကိလေသာအနာယောဂါတွေအကုန်လုံးကပျောက်ဆုံးသွားကြတယ်တဲ့နော်ဒါကြောင့်ဒီကနေ့ဒီတရားဓမ္မကိုနာကြားတဲ့အလုံးတော်သူတော်ကောင်းတို့ဒီလည်းပဲမိမိတို့ရဲ့အာတန်ရာမရှိရဘူးရှိရမလားမြတ်စွာဘုရားညွှန်ပြလိုက်ပြီးခုနပြောခဲ့တဲ့ယဟန်တော်၄ပါးကိုဟောတာနံပါတ်1ကအာယတနာခန္ဓာဓာတ်သစ္စာပြောပါဦးကိုယ်နဲ့လိုက်ပတ်တဲ့တရားကိုရှုပါတယ်လေကိုယ်နဲ့လိုက်ပတ်တဲ့တရားကိုရှုလို့အဲ့ဒီလိုရှုပြီဆိုလို့ရှိရင်တခြားမှာရှုရတာလားခန္ဓာမှာရှုရတာလားကဲခန္ဓာမှာရှုပြီဆိုလို့ရှိရင်အဲ့ဒီခန္ဓာမှာရှိတဲ့ယုတ်တရားနံတရားတို့ဒီတိုင်းနေတာလားဖြစ်ပြီးတော့ပြတ်တာလားသူ့ကိုဖြစ်ပြီးတော့ပြတ်လို့ဘာသစ္စာလဲဒုက္ခသစ္စာဘာသစ္စာလဲဒုက္ခသစ္စာကိုဒုက္ခသစ္စာမှာသိလိုက်ပြီဆိုလို့ရှိရင်ဘာသစ္စာသိသွားမလဲသမုဒယသစ္စာသိသွားမယ်ဘာသစ္စာသိသွားမလဲသမုဒယသစ္စာသိသွားပြီဆိုလို့ရှိရင်တခြားဉာဏ်ရတာလားဘာဉာဏ်ရတာလဲမဉာဏ်ရတာဘာဉာဏ်ရလဲမဉာဏ်ရပြီဆိုလို့ရှိရင်និရောဓသစ္စာလို့ခေါ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်မပြုတ်နိုင်ဘူးလားပြုတ်နိုင်လားပြုတ်နိုင်ရင်တော့ဦးဇင်းတို့တော်ကောင်းတို့တွေလိုလားနှစ်သက်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတ်နိုင်တာပေါ့နော်ဒါကြောင့်မြတ်စွာဘုရားဟောကြားတဲ့ကိန္တုကောပမသုတ်တန်ထဲမှာပေါက်ပင်ဥပမာအတိုင်းပါပဲကိုနှစ်သက်ရာတရားဓမ္မတွေကိုရှုပြီးတော့မှအဓိကလုံရင်းကိုရောက်ပြီးတော့ဖြစ်ပြက်မြင်ဖြစ်ပြက်မောဖြစ်ပြက်စောအဲ့ဒီကြောင့်ထိရမှာနော်ပြန်ပြောပါဦးပါတယ်လေဖြစ်ပြက်မြင်ဖြစ်ပြက်မောဖြစ်ပြက်စောမြင်အောင်လဲကြည့်ရမယ်မောအောင်လဲပဲရှုရမယ်မောအောင်လဲပဲရှုအောင်ခန္ဓာကိုယ်ကြီးကိုမောအောင်လဲရှုရအောင်မယ်နော်ဒါဖြစ်ပြက်ကိုမြင်အောင်လဲရှုရမယ်မောအောင်လဲရှုရမယ်ဆုံးအောင်လဲရှုရမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဘဝခန္ဓာတွေဟာဇက်မသိဘူးလားသိလားခန္ဓာဇက်သိမ့်မယ်အပယ်လေးပါးတကားကလည်းလွတ်မြောက်မယ်ဘဝကလေးကလည်းပဲတည်မြဲသွားမယ်ပေါ့နော်ဒါကြောင့်မလို့အလုံးတော်တော်ကောင်းတို့တွေဘုနာတည်ဒုက္ခဘေးကနေပြီးတော့လွတ်မြောက်နိုင်ကြပါစေလို့ဇာနာပြုကဖြစ်ပါဏိနောတတ္တဝမန္တမြတို့သည်ကောမကင်္စလမ်းစိုးလမ်းယုတ်ကို၎င်းဝင်ကင်္စလမ်းကောက်လမ်းယုတ်ကို၎င်းဝေဝေစေတဝါရှောင်းရှားပဲခြင်း၍ဥဆုံးဖြောင်းမလာစွာသောဥဆုံးဖြောင်းမလာစွာသောမက္ကလံခရီးတို့ရန်တို့လိုက်သွားနိုင်ကြပါစေအဟိံစာတရားဟော